မနဲ့အိယာထားတဲ့အခါမှာခန္ဓာကိုယ်ကတကူလုံးအိတ်ဆက်လိုက်တဲ့အခါမှာနော်လှုပ်ရှားဖို့မရှိတော့တဲ့ခန္ဓာကိုယ်ကြီးကဖြစ်သွားလဲနော်ငြိမ်တက်သွားတဲ့အခါမှာဒီခြေပြားလက်ပြားလေးတွေမှာတွေးကြောလေးတွေပိတ်နေတဲ့အခါမှာတွေးမရောက်တဲ့အခါမှာခြေထောက်ကလေးကထုံကျင်နေတယ်ဥပမာအနေနဲ့ပြောရရင်နော်ဆရာမတို့တရားထိုင်တဲ့အခါမျိုးတွေဖျားဝတ်တဲ့အခါမျိုးတွေတရားနာတဲ့အခါမျိုးတွေမှာအကြာကြီးထိုင်တဲ့အခါမှာအောက်ပိုင်းတွေဘာဖြစ်သွားလဲတွေးကြောလေကြောလေးတွေပိတ်မိသွားတဲ့အခါမှာချက်ချင်းသားတဲ့အခါမှာခြေထောက်ကလေးတွေထုံလာကျင်တာဖြစ်တာမျိုးတွေခံစားမှုကြမှာပေါ့နော်အဲ့တော့ခြေထောက်ကလေးတွေထုံလာကျင်တာဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီခြေထောက်ကလေးကိုအရာမခံနေကြရင်ပေါင်ရင်းနှစ်ဖက်ကိုရေအခွက်20လောင်းမယ်အဝတ်နဲ့တုံမယ်ခြေပွားလေးတွေကိုမုံငင်းစီလေးနဲ့ပေါ့နော်မိမိဒီလိုလေးနော်နှိမ့်နေပြီးမယ်နော်မုံငင်းစီလေးနဲ့နှိမ့်နေပြီးမယ်အဲ့လိုလေအိတ်လဲအိတ်ပျော်စီတယ်ပြီးတူးလဲကောင်းတယ်အိတ်ဆက်ခြင်းကိုလည်းထောက်ကူယူတယ်မျက်စိအမြင်အာရုံတွေလည်းကောင်းတယ်အဲ့တော့အဲ့လိုလေးကိုနေတိုင်းလုပ်ကြည့်ပြီးပါတပတ်အတွင်းမှာပဲဒီထုံကျင်တာလေးတွေကောင်းလာမယ်ခြေထောက်ရဟောလို့အထိတ်ကလေးတွေပြီးရင်ခြေထောက်ခွားကြားလေးတွေကိုပေါ့နော်ဇီတာလေးကိုဒီလိုပုတ်လုံးလေးလုပ်လိုက်နော်မချောမကြမ်းလေးပုတ်လုံးလေးလုပ်ပြီးတော့ခြေထောက်တွေရဟောလို့ခွားကြားလေးတွေအထိတ်ကလေးတွေကိုစွတ်ပြီနော်အဲ့ဒီထုံနာကျင်တာတွေကခြေထိတ်လက်ထိတ်တွေမှာအိုအဖြစ်များတယ်အကွေးအကောက်တွေမှာတွေးလေလျှောက်ပတ်မှုနေတဲ့နေရာတွေမှာအဖြစ်များတယ်အဲ့လိုလေးလုပ်ပေးလိုက်ပါတောက်စီးအနေနဲ့တော့ဂျင်းရှောက်ပြားရည်ရင်းဆိုရင်ဂျင်းအစိုးအစ်ပြားရည်အစ်ရှောက်ဒီစစ်အေးတုံးမျိုးအရင်ညစ်ပြီးတော့ဖန်ပလင်းလေးတဲ့တိန်တာမနဲ့တစုံညတစုံလက်ဖက်စာစုံတစုံတောက်ပြီးအဲ့ဒါလေဖြတ်လင်ကလည်းကောက်ွယ်ပြီးတယ်ထုံနာကျင်တာလည်းကောင်းတယ်ခေါင်းမူကောင်းကြိုက်တာလည်းကောင်းတယ်အဲ့ဒီဆေးလေးကိုရပြီဆိုလို့ရှိရင်အဲ့ဒါရင်လေးလက်ဖက်ကြံပူပူလေးထဲမှာတစုံထည့်ပြီးတော့တောက်ခေါင်းကြိုက်တာလည်းယူပြစ်တယ်လို့ပျောက်တယ်